တဲ့ရွယ်လေးငယ်တော့အချိန်လေးရှိတုံးမှာအာယုံနဲ့အယမ်းမများနဲ့ဟိုဟာလိုဒီဟာလိုနဲ့စိတ်တွေလည်းအယမ်းမလီခိုင်းစေချင်ဘူးတခုခုပေါ့ဗျာဘယ်ဟာမှလုံမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့တခုခုကိုလုံနေဖို့လိုပါတယ်ဆိုတော့ဒါကိုဒီစကားကိုဘာကြောင့်လို့ပြောရလဲဆိုတော့အခုကျွန်တော်ရဲ့အသက်အရွယ်မှာဆိုရင်သူများတွေဆိုရင်နေရာတစ်ခုအခြေအနေတစ်ခုကိုကောင်းကောင်းတည်ဆောက်ထားနိုင်ကြပြီလားကျွန်တော်ရဲ့အသက်အရွယ်ကျွန်တော်တငယ်ချင်းတွေဒါပေမဲ့ကျွန်တော်ကအခုချိန်ထိလုံးပန်းနေရတော့အခုချိန်ထိစတင်ပြီးတော့မှတည်ဆောက်နေရတော့မယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အသက်အရွယ်ငယ်တုန်းကအချိန်လေးရှိတုန်းမှာကျွန်တော်ရွေးချယ်မှုမမှန်ကန်ခဲ့ဘူးပေါ့ပတ်ဝန်းကျင်ရဲ့ဖိအားကြောင့်မိသားစုရဲ့ဖိအားကြောင့်ကျွန်တော်ရွေးချယ်ခြင်းတဲ့လမ်းကြောင်းကိုရွေးချယ်ခွင့်မရခဲ့ဘူးပတ်ဝန်းကျင်မှာအမြင်ကောင်းအောင်ပတ်ဝန်းကျင်ရဲ့ချီးကျူးမှုရအောင်မိဘစကားကိုနားထောင်တဲ့လူငယ်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ဂုဏ်ပုဒ်ကိုလိုချင်လို့ကျွန်တော်ဘာလုပ်ချင်တယ်ကျွန်တော်ဘာဖြစ်ချင်တယ်ကျွန်တော်ကဘာကိုစိတ်ဝင်စားတယ်ဆိုတဲ့အရာကိုလစ်လျူရှုခဲ့ရတယ်အဲ့ဒီတော့ကျွန်တော်မပျော်တဲ့ရက်ဝန်းကျွန်တော်စိတ်ဝင်စားမှုမရှိတဲ့လုပ်ငန်းမှာနေပယ်ထဲမှာဆယ်စုနှစ်နှစ်ခုနီးပါးလောက်ကျွန်တော်ရဲ့အချိန်ကြီးကုန်ဆုံးခဲ့ရတယ်နောက်ဆုံးမှာမှဘယ်လိုပဲဖြစ်ဖြစ်ငါဒီလိုဆက်သွားနေလို့တော့မဖြစ်တော့ဘူးဆိုတော့အတွေးဒီလိုအချိန်လေးအများကြီးကြော်ဖြတ်လာခဲ့ပြီးတော့မှငါဟာဒီတိုင်းဆက်သွားနေလို့တော့မဖြစ်တော့ဘူးငါဟာဒီလိုပဲဆက်ပြီးတော့မှမျောနေတယ်ဆိုရင်ငါဘဝကြီးကဇက်မျောကြီးဖြစ်ပြီးတော့မှဘာမှမသိပဲနဲ့ငါဟာဘဝရဲ့အချိန်တိုင်းကြီးကုံဆုံးသွားလိမ့်မယ်ဆိုတဲ့အတွေးဝင်လာတယ်အဲ့ဒီရဲ့အတွေးနောက်မှာပဲကျွန်တော်ကတတိရှိနဲ့တစ်ချိန်လုံးကပတ်ဝန်းကျင်ကြောင့်မိသားစုကြောင့်ရွေးချယ်ခဲ့ရတဲ့ရက်တီခဲ့ရတဲ့နယ်ပယ်ထဲကနေကျွန်တော်ကရုံးထွက်ခဲ့တယ်အဲ့လိုရုံးထွက်လာတဲ့အခါမှာလည်းကျွန်တော်စီမှာပေးဆက်မှုတွေအများကြီးရှိတယ်ဝေဖန်မှုတွေတိုက်ခိုက်မှုတွေတားဆီးမှုတွေအများကြီးရှိတယ်အဲ့ဒီလိုမျိုးဝေဖန်မှုတွေတားဆီးမှုတွေတိုက်ခိုက်မှုတွေအများကြီးရှိတဲ့အထက်ကနေပြီးတော့မှကျွန်တော်ကတတိရှိနဲ့ငါဟာဒီအချိန်လေးကနေမဖြစ်မနေရုံးထွက်ရတော့မယ်ဆိုပြီးတော့ကျွန်တော်စတင်ပြီးရုံးထွက်ခဲ့တယ်အခုချိန်ရောက်မှကျွန်တော်ဘဝကိုပြန်ပြီးစတင်နေရတဲ့အချိန်တစ်ခုဖြစ်သွားတယ်အသက်အရွယ်ကာလအပိုင်းအခြားနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ကဒီအချိန်မှာလုံးဝတည်ငြိမ်နေရမယ့်အရွယ်တစ်ခုအခြေအနေတစ်ခုမှာရက်တည်နေရမယ့်အသက်အရွယ်တစ်ခုမှာရှိနေသင့်ပြီဒါပေမဲ့ကျွန်တော်ဟာအခုချိန်ထိရုန်းကန်နေရတော့မယ်အခုချိန်ထိအရာကိုအစ်စ်ကနေစနေရတော့မယ်ဒီလိုမျိုးအခုချိန်ကြမှာကိုဝါဒနာပါတဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကိုမျော်လင့်တဲ့အရာတွေကိုရဲ့ပန်းတိုင်ကိုပြန်ပြီးတော့မှရှောက်ရတဲ့အခါမျိုးမှာပိစရတွေအများကြီးရှိတယ်ပြင်ပန်းရတာတွေကအဆမတန်များတယ်မကြိုးစားတာတော့မဟုတ်ဘူးကြိုးစားနေတယ်မဖြစ်လာဘူးလားလို့ပြောတဲ့ခါကျတော့လေဖြစ်လာနေတယ်ဒါပေမဲ့ဘာဖြစ်လဲလို့ပြောတဲ့ခါမှာအရန်ကြီးနှောင့်နေတယ်ပေးဆရာတွေများတယ်အဲ့ခါကျတော့ကျွန်တော်ပြောချင်တာကကိုကအသက်အရွယ်ကောင်းတုံးမှာအချိန်လေးရှိတုံးမှာတတိရှိနဲ့တခုခုကိုလှုပ်ပါဟိုဟာလှုပ်ရင်ကောင်းမလားဒီဟာလှုပ်ရင်ကောင်းမလားဆိုပြီးတော့မှတွေးဝေနေတာနဲ့ပဲအချိန်ကိုမကုံဆုံးပါနဲ့ဘယ်အရာကိုမှလည်းစတင်လိုက်ဖို့ရန်အတွက်မကြောက်ပါနဲ့အဓိကလိုအပ်တာကစတင်လိုက်ဖို့ပဲစလိုက်ပြီဆိုတာနဲ့အရာအားလုံးကတော့ချောမွေ့နေမှာတော့မဟုတ်ဘူးတချို့ကိစ္စလေးတွေမှာအဆင်ပြေပြေနဲ့စတင်နိုင်တာရှိတယ်လို့တ
တချို့တော့ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့နေရာမှာအခက်အခဲတွေကြုံနေရတယ်အများကြီးရှိလိမ့်မယ်ဒါပေမဲ့လည်းဘဝဆိုတာကဒီလိုပဲတင်ယူရင်းနဲ့ပဲကျွန်တော်ရဲ့ခြေလမ်းတွေကိုတလန်းချင်းစီကျွန်တော်တို့ဆက်လက်ပြီးတော့မှလှမ်းသွားနိုင်ပါပဲတခုမှမစရသေးပဲနဲ့ခြေလမ်းတလန်းမှမလှမ်းရသေးပဲနဲ့ဘလို့လှမ်းရရင်ကောင်းမလဲဘလို့စရရင်ကောင်းမလဲဆိုပြီးတော့မှပဲတွေ့နေတဲ့လူငယ်တွေလေလွင့်နေတဲ့လူငယ်တွေအများကြီးကျွန်တော်တွေ့ရတယ်ဒါကအခုကျွန်တော်နိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးကြောင့်လည်းဖြစ်ကောင်းဖြစ်မယ်တကမ္ဘာလုံးဆိုင်ပြီးတော့မှဖြစ်ပျက်နေတာလည်းဖြစ်ကောင်းဖြစ်မယ်ဆိုလိုတာကအဓိကအထက်မှားချင်တာကဘာတစ်ခုကိုမှလှုပ်ဖို့ရန်အတွက်တွေ့ဝေမနေနဲ့ကြောက်ရွံ့မနေပါနဲ့စတင်လိုက်ဖို့ရန်အတွက်ပဲလိုပါတယ်ဒီခေတ်ဒီကာလမှာဆိုရင်ဘယ်ရာမဆိုအောင်မြင်နိုင်ဖို့ရန်အတွက်အခွင့်အလမ်းတွေလည်းအများကြီးရှိပါတယ်ငါအတွက်နေရာမရှိတော့ဘူးငါအတွက်လောက်ကွက်မရှိတော့ဘူးဆိုတာမျိုးဒီခေတ်မှာမရှိပါဘူးဒီခေတ်ကပေါက်ကွဲနေတဲ့ခေတ်ကာလတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့စတင်ဖို့ပဲလိုပါတယ်ဒီလိုခြေလမ်းတွေကိုစတင်ပြီးလှမ်းလာပြီးဆိုတာနဲ့လဲကြတဲ့အချိန်တွေလည်းရှိလိမ့်မယ်ပြဿနာမရှိဘူးလဲကြတဲ့အချိန်မှာလဲကြသွားလိုက်ပြီးတော့မှပြန်ထပါစိတ်သက်ကြတဲ့အချိန်တွေလည်းရှိကောင်းရှိပါလိမ့်မယ်ငိုယူရတဲ့အချိန်တွေလည်းရှိကောင်းရှိပါလိမ့်မယ်အရှုံးပေးခြင်းတဲ့စိတ်တွေဖြစ်လာခဲ့တဲ့အချိန်မျိုးလည်းရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ဘယ်တော့မှအရှုံးမပေးပါနဲ့ဘယ်တော့မှအပီးတိုင်လဲမချလိုက်ပါနဲ့ကြိုးစားပါယုံထွက်ပါထပါမရတဲ့နည်းနဲ့ထပါငါအတွက်နေရာမရှိတော့ဘူးလို့မထင်ပါနဲ့အချိန်တွေအရန်ကြီးနောက်မကျသေးခင်မှာစတင်လိုက်ပါဘယ်အရာကိုပဲဖြစ်ပေါ့လေနောက်မှဆိုရင်အချိန်တွေလွန်သွားလိမ့်မယ်နောက်မှဆိုရင်အခုထက်ပိုပြီးတော့မှ10ဆအဆ20ပိုပြီးကြိုးစားရလိမ့်မယ်ပိုပြီးယုံရလိမ့်မယ်ပိုပြီးခက်ခဲလိမ့်မယ်ဒါကြောင့်မလို့အချိန်တွေရှိတော့မှစပါအချိန်မဖြုံးပါနဲ့အတွေးတွေနဲ့ပဲနေလွန်မနေပါနဲ့